စံတဘာကျိတ်ခွဲထုတ်လုပ်မှုနည်းပညာသင်တန်းတွေအတွက်သင်တန်းသားခေါ်ယူတဲ့အကြောင်းအရာကိုမျှဝေပေးချင်ပါတယ်ရှင်။စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း SIT မှာ Fully Fund Internship Training ပုံစံနဲ့ဖွင့်လှစ်မဲ့စံတဘာကျိတ်ခွဲထုတ်လုပ်မှုနည်းပညာသင်တန်းတွေကိုမေလ4ရက်နေ့ကစပြီးတော့ရှောက်ထားနိုင်ပြီလို့သိရပါတယ်ရှင်။သင်တန်းကိုတော့သိပ္ပံနည်းပညာဝန်ကြီးဌာနနည်းပညာတမွေးပညာနဲ့လေ့ကျင့်ဦးစီးဌာနနဲ့မြန်မာနိုင်ငံစံတဘာအသင်းချုပ်တို့ရဲ့အစိုးရပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုအဖြစ်ဖွင့်လှစ်တာဖြစ်ပါတယ်။သင်တန်းကိုရှောက်ထားခြင်းနဲ့ဆိုရင်တော့စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းနတ်မောက်လန်းသွဲ1ပိုချို2ဗဟန်းမြို့နယ်ရန်ကုန်မြို့ဖုန်းနံပါတ်399268239552နဲ့မြန်မာနိုင်ငံစံတဘာအသင်းချုပ် UMSCN တာဝါလမ်းမတော်မြို့နယ်ရန်ကုန်မြို့ဖုန်းနံပါတ်3121826668 3123311128 39698198995539ကိုဆက်သွယ်နိုင်ပါတယ်ရှင်Certificate Level 1အတွက်ကတော့သင်တန်းကာလ3လကြာမြင့်မှာဖြစ်ပါတယ်။ Higher Certificate Level 2အတွက်ကတော့သင်တန်းကာလ4လဖြစ်တယ်လို့သိရပါတယ်။ဒီသင်တန်းပြီးမြောက်သွားရဲဆိုရင်တော့စံဆက်တီမှာအလုပ်ကိုင်ရရှိမဲ့ Fully Fund Internship Training ဖြစ်တဲ့သင်တန်းချင်းအနေနဲ့ကတော့အခမဲ့ဖြစ်ပြီးတော့သင်တန်းကာလကတော့ဒီသင်တန်းကာလအတွင်းမှာပေါ့နော်နေထိုင်စားသောက်စရိတ်ငိမ့်ဖြစ်ပါတယ်။သင်တန်းပြီးမြောက်သွားရဲဆိုရင်တော့သင်တန်းအလိုက်အတိမတ်ပြု Certificate နဲ့ Higher Certificate တွေကိုစက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းနဲ့မြန်မာနိုင်ငံစံတဘာအသင်းချုပ်တို့ကထုတ်ပေးမယ်လို့သိရပါတယ်ရှင်။